ဟုတ်ကဲ့ဝေးမင်းတို့ရွာမှာငင်းချမ်းရဲ့လားဟုတ်ရွာအေးချမ်းပါလေငါဒီတိုင်းမှဆက်ကြခြင်းနဲ့ကြားလားဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဝေးဟုတ်ကဲ့အုတ်ကြီးကိုကြောသွားသည်လူတိုင်းနဲ့မျှတစွာနေထိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်စစ်ကောင်စီကရွေးကောက်တင်မြှောက်တဲ့အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုပေမဲ့မိမိကိုမိမိမာနတက်ခြင်းများမရှိအေးဆေးတည်ငြိမ်စွာနေတဲ့သူတူလည်းဖြစ်ပါတယ်စစ်ကောင်စီနဲ့ဆက်ဆံရာတွင်လည်းအစဉ်ပြေလျော်ကန်အောင်ဆက်ဆံတတ်သူဖြစ်ပါတယ်ရွာထဲကအချို့လူငယ်တွေကစစ်တပ်ကိုမထောက်ခံကြောင်းပြောရင်လည်းအုတ်ကြီးကဒီလိုတားရငါတို့လူငယ်တွေကွာစစ်တပ်ကမညမတာနော်ကျောင်းသားမဲ့ရွှေတီကြည်စမ်းပေါ်လာလိုက်ဆွဲအဲ့ဒါတော့မကောင်းဘူးမင်းနဲ့ဘီယာတွေကအရင်တောက်ပြီးတော့လမ်းမှာပါသွားမအိမ်နေနဲ့မဲ့ပါဘူးမင်းကဟိုတနေ့ကအိမ်နေတာတွေ့တယ်ဟုတ်တယ်မင်းကိုခေါ်သွားလိမ့်မယ်လားရတယ်ဘာမလို့စစ်တပ်နဲ့ပါဝင်မင်းဘာလုပ်မှာဘာမလို့လေတေးသွားမှာကျောင်းမတော့ဘူးမလိုက်ပါဘူးစစ်တပ်တော့မင်းကိုလိုက်မှာမင်းကဟိုမှာမူးကြီးလဲနေတိုင်းဒီရုပ်တိုက်ဆွဲဖို့ပါဆိုင်မင်းတန်းထိပ်ကကျူသိတယ်မူးကြီးပါသွားပြီပါသွားရက်ဆိုင်မှာမူးကြီးရတယ်သိတယ်မူးကြီးရဒီတောင်းကြလို့ပါသွားပြီကိုလေးမိပါမိထွေးရဝိုင်းကျွေးရပြောင်းနေအားသိအောင်လေးတွေရလေလျှောက်ပြောနေဆောက်မပြောပါဘူးဒီဆောက်မပြောနဲ့မင်းတို့ပြောတဲ့သတင်းတွေပေါက်ချသွားလိမ့်မယ်ဒီသတင်းတွေအကုန်လုံးကနိုင်ငံလုံးသိတယ်နော်သတင်းပေါက်သွားတဲ့အခါကျမှသူတို့ငားနေနေဆွဲခံနေရတယ်နော်ဒီလည်းကတော့ဆင်ញံပြောဟယ်လိုလို့ဘူးကြီးလားဟုတ်ပါတယ်ဟုတ်ကျမတိတ်လုံးရွာမဖြူပါမဖြူပြောရွာလေဟိုထောက်ဆိုးတဲ့ကောင်လေးစစ်တပ်မကောင်ချင်ပြောနေအဲ့ဒါကျမကြားတယ်ဘိုးကြီးရဲ့အဲ့ဒါဘိုးကြီးကိုကျမလှမ်းပြီးတော့တည်င်းပို့ပေးတာအဲ့ကောင်ကအသက်ဘယ်လောက်ရှိပြီဟုတ်အသက်ကလေ20ကျော်လောက်တော့ရှိပြီဘိုးကြီး20ကျော်လောက်တော့ရှိပြီတော်ပဲဗျစစ်မှုထမ်းဖို့လူလိုနေရာနဲ့နည်းနည်းပါးပါးထုတ်ရပြီစစ်မှုထမ်းနဲ့ထည့်ပေးလိုက်မယ်ကျမပြောတယ်လို့မသိအောင်လည်းလုပ်ပေးတော့ဘိုးကြီးနော်ကျမပြောတယ်လို့မပြောနဲ့တော့ဘိုးကြီးစိတ်ချပါကျွန်တော်တောင်းထားလိုက်ပါအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဘိုးကြီးဟုတ်ကဲ့ပါဟုတ်ကြီးဟောဘိုးကြီးထားပါလားထားအားကြီးတယ်ဘိုးဒီလိုလဲဗျခင်ဗျားတို့ရွာအေးချမ်းရဲ့အေးချမ်းပါလေဘိုးကြီးမအေးချမ်းနဲ့လာပြောတာအခုကျုပ်လူတယောက်ကိုလာရှာတာသူ့လုံးဖိုးတော်ခင်ဗျားသိဖိုးတော်အေးစေးလေးပါဘိုးကြီးအဲ့ဒါကြီးပြောမနေရဖိုးတော်အေးကိုကျွန်တော်လိုက်ပို့ပြီခင်ဗျားနဲ့တူသွားမယ်ဟောရောက်ရတယ်ဘိုးကြီးသွားမယ်မောင်ကျော်ရေမောင်ကျော်ဟာဟမ်ဘိုးကြီးကမကြည့်ကျွန်တော်ဖိုးတော်မဟုတ်ပါဘူးဗျာမောင်ကျော်ခေါက်ခက်နော်ကျွန်တော်မဟုတ်ပါဘူးဟာလာဟာမို့ဟာဆက်ညခဏလေးကြည့်လို့ဟုတ်ဆန်ဟိုနေ့ကလေကိုထွေးရဲ့သားဖိုးထောင်ကြီးဖမ်းခံရတာသိဘူးလားဟဲ့ဘာလို့ဖမ်းတာလဲအမမကောင်းကြောင်ပြောလို့လားဘာလားမသိပါဘူးလေဘယ်သူပြောလိုက်ရလဲမသိဘူးနော်သိပါဘူးလေဘယ်လိုဖမ်းသွားလဲဆိုတာလည်းမသိရပါဘူးအော်ဘယ်သူရှိရမလဲအုတ်ကြီးပေါ့ဖမ်းတဲ့ထဲမှာသူ့ကိုယ်တိုင်ပါတာလေအဲ့တော့သူပဲပြောတာနေမှာပေါ့ဟိုဒီခင်ဗျားရွာထဲမှာမောင်ကျော်ဆိုတာရှိတယ်မောင်ကျော်ရှိတယ်ဘိုးကြီးဘာတော့ရှိလို့တို့တက်တောင်းစစ်အတွက်လူလိုနေလို့ဗျ
မောင်ကျော်အသက်အရွယ်နဲ့ဆိုရင်လည်းသတ်သားတဲ့စူးစောင်းမှုကနေတော့ဖြစ်နေတော့ကျွန်တော်တို့အဲ့ဒါမောင်ကျော်ကိုလောက်ပေါ်တာ ညာ အဲ့တော့မောင်ကျော်အိမ်ခင်ဗျာကျွန်တော်တို့လိုက်ပို့ပြီ ငါလည်းစရင်မပေးပဲနဲ့နာမည်အတိအကျနဲ့လာဖမ်းနေပါဒီကဏ္ဍမဟုတ်မှလွယ်တော့ဟိုကမဖြူလက်ချက်ပဲဖြစ်မှာဟိုဟုတ်တော့ ဟောမင်းကခိုးတော့ ဟုတ်ကဲ့ကျွန်တော်ခေါ်တော့ ဒီခေါ်ပြော ကျွန်တော်ဘာလို့ဖမ်းလာလဲ ဒီမင်းစစ်တပ်မကောင်းကြောင်းလို့ပြောနေလို့အဲ့လာဖမ်းတာ ကျွန်တော်ဘာပြောလို့လဲ ဒီအဲ့တော့မှရှင်း ဟာမအေးဘယ်ဝမ်းမလို့တော့ရှင်းသားလေးပဲမကြီးမအေးတော့မြန်နော်ထောနေတယ်ထင်တယ်လေမဟုတ်ပါဘူးမဖြစ်ရဲ့အဖေဘက်ကမွေးလေးရထားလို့ပါအော်ဟုတ်လားအော်အေးပါကဲသွားလိုက်အောင်မယ်နော်ကဲဟုတ်ကဲ့ ခဏနေအမနာမည်တော်ရေးပါ ဟုတ်ပါတယ် အဲ့ဒါခင်ဗျားကိုကျွန်တော်ဖမ်းလိုက်ပြီဒီလိုဖမ်း ကျမကဘာလို့ဖမ်းတာလဲကျမဘာမှလုပ်မထားဘူး ငါပီရထောက်ဖို့တယ်လို့ကျွန်တော်တို့တရေထိကြရထားတယ်အဲ့တော့ဖမ်းတာ ကျမမလုပ်ဘူး ဖမ်းရအောင် ကျမမလုပ်ထားဘူးကျမမလုပ်ထားဘူးဘိုးကြီးကလည်းတက်သားတစ်တယောက်ရှာခိုက်နေပြန်ပြီရွာမှာလဲလူကလည်းကုန်းနေပြီဘယ်လိုလုပ်ရပါမလဲမထူးပါဘူးငါတူမမေးစစ်နိုင်အောင်ပဲစမှုရန်နဲ့ထည့်ပေးလိုက်တော့မယ်သမီးမေးစစ်နိုင် ရှင်းရနေ လာပါဦးသမီးရဲ့ဒီတော့ အော်ဟုတ်ပြီ သမီးမေးစစ်နိုင်သမီးလည်းအန်တီရှိမှနေတာကြာပြီဆိုတော့အခုအန်တီအခက်အခဲဖြစ်နေတယ်အဲ့တော့စစ်မှုထမ်းမှုလူလိုနေဘိုးကြီးကအန်တီကိုစစ်မှုထမ်းမှုအတွက်လူရှာခိုင်းတာလူတွေကလည်းတယောက်မှမရှိဘူးအဲ့တော့စစ်မှုထမ်းတဲ့ကိုသမီးလိုက်တော့ ဟာအန်တီဖြူကလေသမီးကတောင်းတက်နေဝင်ရှိကြလေအခုထိဖွဲအောင်ရတရားမဟုတ်ဘူးပြီးတော့သမီးကကျောင်းဆရာမှာပဲလုပ်ချင်တာ ဒီမှာငါအခက်အခဲဖြစ်နေတယ်ညီစစ်မှုထမ်းနဲ့လိုက်ကိုလိုက်ရမယ်ဒါပဲငါပြောစကားညီနားထောင်ရမယ်ဒါပဲတသားတက်တယောက်မပေးနိုင်ငါမျက်နှာပြက်ရမယ်အဲ့တော့ညီလိုက်ကိုလိုက်သွားရမယ် အပြူရေအပြူရင်းဖြစ်ပြီလားဟဲ့အပြူ အော်ဟုတ်ကဲ့အောင်ကြီးသမီးကိုခေါ်လာအောင်မယ်ဟမ်သမီးဝင်စနိုင်သမီးရေမအုပ်ကြီးတို့လာနေပြီသမီးဟမ်သမီးဝင်စနိုင်ဟမ်အုပ်ကြီးလာကောင်းနေဟဲ့တော့ခေါ်လာဟမ်အုပ်ကြီးရေလာပါအောင်ကျမသမီးလေးဘာဖြစ်နေရလဲမလည်းမရဘူး ဟင် ဟမ်သမီး ဟာဒါဖြစ်ဘာဖြစ်ရတော့ ဘာဖြစ်လာလဲမသိဘူးမနေ့ကတော့စစ်မှုထမ်းဖို့တော့ကျမပြောလိုက်တာလေ ဟုတ်ရ ခဏနေဒီမှာလက်စားစားခဏနေစားတူမလေးဟဲ့ပြောမစမှုရမို့ပြောမိတာကနင်ဘလို့လောက်လိုက်တာတော့ဟမ်မစနိုင်ဦးလေးကြည့်ပါဦး ဘာလို့မရတော့ဘူးထပ်တူမသေးပြီ ဟမ်ဟုတ်လို့လားအုတ်ကြီးရဲ့ ရောက် အန်တီဖြူသမီးတေးရမှာကြောက်ပါလေဒါပေမဲ့အန်တီဖြူရဲ့ဆောက်ဖြတ်ချက်ကြောင့်ရှင်နေရမှာထက်တေးရမယ်လမ်းကိုရွှေ့ခဲ့ပါပြီသမီးတို့လိုလူငယ်တွေအန်တီဖြူတို့လိုသူတွေကြောင့်ဒုက္ခမရောက်ကြပါစေနဲ့လို့ဆုတောင်းခဲ့ပါတယ် တူမလေးရဲ့